ကျွန်တော်တို့ဘဝမှာအနာတွေအများကြီးရှိကြပါတယ်ကျွန်တော်တို့လူမှုရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှလုံးသားမှာအနာဒဏ်ရာတွေရှိခဲ့မှုတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့အရှုံးကြီးချေတွေ့ပြီးတော့အနာတွေကြီးမားစွာကြုံခဲ့မှုတွေရှိလိမ့်မယ်ကျွန်တော်တို့အမျိုးမျိုးပေါ့နော်ကိစ္စတစ်ခုခုကြောင့်ကျွန်တော်ရဲ့ဘဝမှာအနာတွေအများကြီးကြုံခဲ့မှုတွေရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘဝမှာအနာတွေငယ်ငယ်တုန်းကတော့လုံခဲ့တဲ့နေ့တုန်းကကြုံခဲ့မှုတွေဖြစ်ပြကအခုထိကိုယ့်ရဲ့နှလုံးသားမှာနာနေတော့လည်းဖြစ်နိုင်ပါတယ်သို့မဟုတ်မိတ်ဆွေအခုလက်ရှိမှာပဲဒီမှာထိုင်တဲ့အချိန်မှာပဲဒီမနေ့တုန်းကဖြစ်သွားတဲ့ကိစ္စတစ်ခုကမိတ်ဆွေအတွက်ကြီးမားတဲ့အနာတစ်ခုဖြစ်နေဖြစ်နေနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ယူဆောင်ရတဲ့ခေါင်းစဉ်ကတော့ဘုန်းတော်ထင်ရှားစေသောအနာဖြစ်ပါတယ်အာမင်မိတ်ဆွေဘဝမှာအနာတစ်ခုခုကြုံရလိမ့်မယ်ဒါပေမဲ့အဲ့ဒီအနာကတစ်ချိန်မှာကိုရောဘုန်းတော်ထင်ရှားဖို့အတွက်အနာပဲဖြစ်ရမယ်ဟာလေလုယာလက်ကိုတီးတဲ့ဘုရားကိုချီးမွမ်းရအောင်ဒီကောင်းစင်လေးကိုကျွန်တော်တွေ့တဲ့အခါမှာအယံခွန်အားရတယ်ဘယ်ဖြစ်တဲ့ကိုအခြေခံထားတာလဲဆိုတော့ယေရှုနဲ့အယံရင်းနှီးတဲ့မိသားစုတစုတနည်းပြောရင်မောင်မ3ယောက်မှာဖြစ်ယောဟန်ရှင်းရခန်းကြီး7အငယ်1ကနေ4မှာပါတဲ့ဖြစ်ပါတယ်မောင်မ3ယောက်ရှိတယ်မာရိမာသနဲ့လာဇရုဆိုပြီးတော့သူတို့မောင်မ3ယောက်ရှိတယ်ယေရှုနဲ့အယံသူတို့ခင်ကြအယံရင်းနှီးတာအယံလည်းချစ်တယ်ယေရှုကိုလည်းသူတို့ချစ်တယ်ယေရှုကလည်းသူတို့ကိုချစ်တယ်သူတို့ရွာမြို့ကိုလာပြီးဆိုရင်သူတို့ရွာပဲတဲတယ်အမြဲတမ်းနော်ဒီတရားကြောင်းတွေဆွေးနွေးစားကြတောက်ကြတဲ့အယံခင်တာပေါ့တရက်မှာဘာဖြစ်လာလဲဆိုတော့သူရဲ့မောင်ဖြစ်တဲ့လာဇရုကတေနာဆွဲတယ်တေတော့မဲ့အချိန်ဖြစ်သွားပြီတော်တော်ဆိုးဝါးတဲ့အချိန်ရောက်သွားပြီအဲ့ဒီအချိန်မှာသူတို့ကစဉ်းစားလိုက်တာပေါ့ဘာမှမဟုတ်နဲ့ငါတို့ယေရှုနဲ့အရင်ရင်းနှီးတာငါတို့မိသားစုကခေါ်လိုက်ချက်ချင်းလာမှာယေရှုကဘာလို့လဲသူကလာဇရုကိုအရင်ချစ်တာလာဇရုကသူ့ကိုအရင်ချစ်တာအဲ့တော့ငါတို့တရင်အကြောင်းကြားရအောင်ဆိုပြီးတော့သူတို့ကယေရှုကိုလှမ်းပြီးတော့အကြောင်းကြားလိုက်တယ်ဟုတ်ပြပြီပါဟုတ်ပြီဆက်ပါပါဒီမတို့ဒီအခမ်းတော်သို့ဆေလွတ်၍သခင်ကိုယ်တော်ချစ်တော်မူသောသူသည်နာလျက်နေပါသည်ဟုရှောက်ကြ၏တဲ့သခင်နဲ့နော်ကိုယ်တော်ချစ်တော်မူသောတဲ့မချစ်ဘဲနဲ့တော့ဘယ်လာမလဲနော်အယမ်းချစ်တာချစ်တော့လာမယ်ဆိုတာလည်းသိဒါကြောင့်သူကစကားပါခဲ့ကကိုယ်တော်အယမ်းချစ်တဲ့လာဇရုတင်နာဆွဲနေတယ်တဘောကတော့အလူနီးလေးနဲ့သူကပြောလိုက်တာကိုယ်တော်အချစ်ဆုံးလာဇရုဒီတော့မြန်လာခဲ့နော်လို့သူတို့ကအကြောင်းကြားလိုက်တာဆိုတော့သူတို့မျောလင့်တယ်ဘလို့မျောလင့်လဲယေရှုကဒီတည်းကြားရင်တော့ချက်ချင်းအလုပ်တွေပြစ်ထားပြီးတော့ဟောနေရင်တန်လန်းတော့တရားဟောနေတန်လန်းနဲ့ခဏရက်ပြီးတော့လာဇရုစီပြေးလာမယ်လို့သူတို့တစ်ထစ်ချယုံကြည်ထားတယ်။ဘာလို့လဲယေရှုကိုလာဇရုအရင်ချစ်တယ်။လာဇရုကိုလည်းယေရှုကအရင်ချစ်တယ်ဆိုတော့သူတို့သိတဲ့အတွက်ဒါနဲ့စကားပါလဲပါလိုက်ရောသူတို့ဘလို့ထင်တယ်လို့ဖြစ်သွားလားဆိုတော့ထိုစကားကိုယေရှုတည်ကြားတော်မူလင်းတဲ့။အဲ့ဒါလည်းအစဖတ်ကြည့်အောင်ထိုနာဒီကနေစဖတ်ကြည့်အောင်ပြည့်နေတော့ထိုနာဒီသေနာမဟုတ်ဘုံတော်ကိုထင်ရှားစေသောအနာဖြစ်၏ထိုအနာကြောင့်ဘုရားတည်သားတော်သည်ဘုံထင်ရှားခြင်းရှိလိမ့်မည်ဟုမိန့်တော်မူ၏တဲ့အာမင်အဲ့ဒီစကားကိုကြားတဲ့အခါမှာယေရှုကနော်အခုလို့ဆိုဟောနေချမ်းသာခဏပိတ်ပြီးတော့ခဏပိုက်နေချပြီးတော့လာဇရုအသေးအံဖြစ်နေငါသွားတော့မယ်လို့ထွက်သွားသလားအဲ့လိုမျိုးလာမယ်မျောလေးတဲ့အချိန်မှာသူကအေးဆေးဆေးပဲအဲ့ဒါတေနာမဟုတ်ပါဘူးတဲ့ဘုရားတကယ်ဘုံတော်ကိုထင်ရှားစေသောအနာဖြစ်တယ်တဲ့ကျွန်တော်ပြောပါလေကိုကတော့အသေးအံဒီမှာပြဿနာကြီးနဲ့ကြုံတဲ့အချိန်မှာဘေးနာတယောက်ကမင်းကလည်းအဲ့လောက်မသိတော့ပါဘူးကွာကြားဘူးလားမကျွန်တော်လူငယ်တွေဆိုရင်လေတခုကအသေးအံပြောတာမသိတော့ပါဘူးကွာမင်းဟာကနော်မင်းဟာမသိတော့ပါဘူးအပြောခံတားစိတ်ဆိုးတာတနည်းအားဖြင့်ကိုယ်ကိစ္စကိုမယူမဆိုင်ကြောင်းပြတယ်လို့ဖြစ်နေတယ်ယေရှုပြောလိုက်တာတေနာမဟုတ်ပါဘူးကြားများကြားရင်တော့ဘယ်လောက်တောင်မှနာကြီးမလဲလို့နော်မာရိနဲ့မာသကငါတို့ဒီလောက်အားကိုးထားတဲ့ယေရှုကငါတို့မောင်သိရောမယ့်ချိန်မှာတေနာမဟုတ်ဘူးအရင်စိတ်နာစရာကောင်းတဲ့စကားဖြစ်နိုင်ပါတယ်ဒါကဆိုဘုရားကြီးဘုံတော်ထင်ရှားစွာအနာဖြစ်တယ်ထိုအနာကြောင့်ဘုရားကြီးသားတော်ဒီဘုံထင်ရှားခြင်းရှိနေတယ်သူကလက်လွတ်ဆွဲပြောတာတော့မဟုတ်ဘူးအဲ့ဒီအနာကြောင့်ဘုရားကြီးရဲ့သားတော်ဘုံထင်ရှားမယ်လို့ပြောတာဖြစ်တယ်အာမင်မိတ်ဆွေဒီမှာထိုင်တဲ့ချိန်မှာ2015ခုနှစ်တစ်ခုနှစ်လုံးကမိတ်ဆွေဘဝမှာအနာတွေနဲ့ပြည့်ပြီးတော့ငါရဲ့အနာကတော့သေတော့မှာပဲ2016ကိုကူးလာတာငါကလူများတွေကူးလာလည်းမတူဘူးငါကရဲရဲလေးရောက်
ရောက်တာလေရောက်တယ်ဆိုရင်ရောက်တာဘာမှလည်းထူးထူးခြားခြားမဟုတ်ပါဘူး2015ခုနှစ်နော်ဒီဇင်ဘာ31ည7:00နာရီမှာ Happy New Year လို့អော်လိုက်ရတာပဲရှိတယ်ဘာမှလည်းမ happy ရဘာမှလည်းမထူးဘူးလူများတွေလိုလည်းမထူးငါကကူးယုံပဲကူးခဲ့တာပါကွာကလန်ဒါမှာ2016ဆိုပြီးတိတ်ပြောင်းသွားတာပဲရှိတယ်ငါဘောကအနာတွေနဲ့ပါဒီနေ့ယေရှုကျွန်တော်တို့အဖွဲ့ကိုဆေလို့လိုက်တာတတိယနေ့ကျွန်တော်ဒီမှာဆုံတွေ့ရတာကမတော်တဆတိုက်ဆိုင်မှုပဲနဲ့မိတ်ဆွေရဲ့အနာတွေကဘုံတော်ထင်ရှားသောအနာဖြစ်ကြောင်းဘုရားကလာပြောခိုင်းတာဖြစ်တယ်ဟာလေလုယာမိတ်ဆွေကနာတဲ့နာတွေအားလုံးကတနေ့မှာဘုရားရဲ့သားတော်ယေရှုဘုံတော်ထင်ရှားဖို့ဖြစ်ပါစေဟာလေလုယာလူတွေနဲ့ချိန်တော့အရင်စိတ်သက်ကြစရာအကောင်းဆုံးချိန်ကအဲ့ဒီချိန်ပဲသွားပြီသူတို့အားကိုးစရာယေရှုပဲရှိတယ်လေပြေးလာတဲ့နာပေါ့အနည်းဆုံးတော့အေးငါမြန်မြန်လာခဲ့မယ်နော်ဆိုတဲ့စကားလေးပေါ့နော်နောက်ဆုံးညာလူလိုပြောရင်လူနေနဲ့ပြောရင်ဟုတ်ပေါ့မဟုတ်ပေါ့နော်ဟုတ်မဟုတ်ကျွန်တော်လာနေပြီနော်ရောက်တော့မယ်နော်လာတော့မယ်နော်ပြောရင်ကိုယ်ကလည်းစိတ်ချမ်းသာတယ်နော်ဆိုတော့အဆိုတော်တယောက်ရှိတယ်ဆိုတော့ရှိတယ်နော်ကျွန်တော်ကြားတော့မအောင်ဆိုတော့ဟိုကဦးကြီးချိုလာမပြီနော်ဘုတော်ဝင်းထွက်တယ်သူတို့ဟန်ဖုန်းတွေစပေါ်တော့လေဟန်ဖုန်းတွေစပေါ်တော့သူကခက်စားတာပါလေဆိုတော့အဆိုတော်တွေဖုန်းဆက်လိုက်လာပြီနော်အိမ်မှာပဲရှိသေးတယ်လာနေပြီဘယ်နားမှာအခုနားမှာဒီနားမှာထင်ရလျှောက်ပြောတယ်ကတော့အိမ်မှာပဲရှိသေးတယ်ဟန်ဖုန်းနဲ့ဆိုတော့ခံရတာဘာမှမသိရဘူးဒါနဲ့တည့်ရတော့နော်ဆွေရှိုးရှိတော့သူ့ကိုဖုန်းဆက်တယ်ဆက်တော့သူကနော်သူလားတော့သိချာတော့မသိဘူးနော်ကျွန်တော်ကြားတာအဲ့ဒါဖုန်းကင်တော့သူကမလာသေးဘူးလားလာနေပြီတဲ့ကျွန်တော်ရှင်းမှရောက်နေပြီတဲ့အခုပဲတော့ပြောတယ်အခုပြောနေအခုအိမ်ဖုန်းလေးတဲ့အိမ်ဖုန်းကြီးကပြောရှင်းမှရောက်နေပြီတဲ့အချင်းပါပြီးတော့ရှင်းမှရောက်တော့မှခဏနေလာတော့မယ်ကျိုးဖုန်းကြီးကင်ပြီးတော့ရှင်းမှရောက်ပြီးထားပြောတာဟုတ်ယေရှုကပြောလိုက်ကွာမာရီနဲ့မာသာငါလာနေပြီးတော့ပြောလိုက်တရားဟောလိုက်အောင်မယ်အဲ့လိုတော့အာနာဘာနာတော့မပြောတေနာမဟုတ်ဘူးတဲ့အေးဆေးဆက်နေတာမိတ်ဆွေကအရန်ဒုက္ခရောက်ပြီးတော့ယေရှုကနော်အခုမပြောနဲ့နော်အခုလာရင်တော့နောက်ကျပြီးလို့ထင်တဲ့ချိန်မှာယေရှုကတော့တခါလေမင်းနာမတေနာမဟုတ်ပါဘူးကွာငါဘိုးတော်တင်ရှားဖို့တော့မင်းကိုပြီးတွေ့တာလို့ပြောနေပါတယ်ဟာလေလုယာမိတ်ဆွေနာကျင်ပြီးတော့ဘဝပြတ်တော်ဖြစ်တဲ့အနာကလေတစ်ချိန်မှာဘိုးတော်တင်ရှားဖို့တော့ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာယုံကြည်ခြင်းအပြင်လက်ခုပ်တီးပြီးတော့တည်ကြည့်လေကျွန်တော်ပြေးတော်ရဟာလေလုယာအဲ့ဒါပဲဒီရဲ့အနာကဘုံကိုရှားဖို့လည်းဖြစ်တယ်ဒါနဲ့သူကအဲ့မှာဘာဆက်လုပ်လဲဆိုအောက်ဆက်ပါရရှိတော့နော်โอเคအဲ့ကျမ်းစာထဲမှာကြည့်လို့ရှိရင်သူဆက်နေသေးတယ်တဲ့နေ့ရက်အောင်ဆက်နေလိုက်သေးတယ်ဒီစေးပဲနောက်ကြပြီလို့ပြောတဲ့အချိန်မှာဆက်နေသေးတယ်ဘယ်လောက်နော်ခံရခဲ့ပါလဲဘယ်လောက်ခံရခဲ့လဲနောက်ဆုံးလာဆွေးတာပြီးတော့လေတည်သွားတဲ့အချိန်ကျမှယေရှုကဘာထပြောလဲဆိုတော့ကဲသွားရအောင်လေငါတို့မိတ်ဆွေတဲ့လာဆွေးအိတ်တယ်တော့လို့ရအောင်တည်နေတဲ့သူကိုနော်အိတ်တယ်လို့ပြောတော့သူတပည့်တော်တွေလည်းကြွားကြတယ်ဆရာဘယ်လိုဖြစ်တာနော်အိတ်တွေပြက်ပြီးတော့တရားဟောတာများပြီးတော့နည်းနည်းလေးပြစ်သွားပြီလားလို့လည်းထင်တယ်ပါပေါ့နော်မတည်ခင်တော့တဲတာဖြစ်တယ်ဆိုတော့တိတ်တာမဟုတ်ဘူးတည်လက်တည်သွားအိတ်နေတယ်ပို့ဆိုးလာတယ်နော်ငါခရီးဖြစ်နေတယ်ဖြစ်နေပြီဒီဆူတောင်းတာလုံးဝရမယ်တောင်းလိုက်တယ်အိုးဆိုဟာဘယ်လိုဖြစ်လာလဲကိုတော့မပေါ့နဲ့နော်ကိုတော့ပေါ့တယ်ကိုတော့လို့အောင်နော်ကျိုးလည်းပြောလေကျွန်တော်တကယ်ကြီးနောက်ကျတစ်ခုခဲကိုတော့မပေါ့နဲ့နော်မပေါ့နဲ့ဒါရေးချတယ်ကိုတော့ဖះကိုပြောတာကိုတော့မပေါ့နဲ့နော်လို့အောင်နော်ကိုတော့မပြောင်းနဲ့နော်ကိုတော့ဘာလို့အေးစေးပဲစက်နေတာတင်တော့မှအိတ်နေတော့မလို့ရအောင်နဲ့မိတ်ဆွေကတော့ကိုလုံးဝငါသွားပြီငါဘောပြောနေချက်ကသွားပြီတေပြီးလို့ထင်တဲ့ချိန်မှာယေရှုကမိတ်ဆွေကိုမင်းမသိပါဘူးအိတ်နေတာပါလို့ပြောနေပါတယ်မိတ်ဆွေကိုဟာလေလုယာမိတ်ဆွေဘယ်တော့ပဲတေနေတယ်လို့ခံစားပါစေယေရှုကဒီနေ့မိတ်ဆွေကိုပြန်လည်ပြီးတော့နိုးထအောင်ဆွဲထုတ်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာတော့လည်းကြောက်ရှိမရအောင်မိတ်ဆွေရဲ့တေနေပြီးလို့ထင်တဲ့စီးပွားရေးတွေယေရှုတရားကအဲ့ဒီစီးပွားရေးကိုလည်းညှို့ထုတ်ပြီးတော့မင်းရဲ့စီးပွားရေးမတည်သေးပါဘူးအိတ်နေတာပါငါပြန်ပြီးတော့နိုးထအောင်လုပ်မယ်လို့ယေရှုကမိတ်ဆွေကိုပြောနေပါတယ်မိတ်ဆွေရဲ့သားသမီးရဲ့နော်ကျမ်းမာရေးပညာရေးကတော့သွားပြီဘယ်တော့မှလူဖြစ်မှာမဟုတ်တော့ထင်တဲ့ချိန်မှာယေရှုကတော့ပြုံးနေတဲ့ငါသမီးကသာမင်းရဲ့သားသမီးမသိပါဘူးမင်းရဲ့သားသမီးရဲ့ပညာရေးမသိပါဘူးငါရောက်လာတဲ့အခါမင်းရဲ့သားသမီးရဲ့ပညာရေးပြန်ပြီးတော့လို့ထားအောင်ဖြစ်တယ်လို့ပြောပါလိမ့်မယ်ဟာလေလုယာဟာလေလုယာဒါနဲ့ရောက်သွားတဲ့အခါမှာနော်မာတာကကိုရောဟိုပြီးတော့ပြောတယ်ကိုရောရဲ့ဒီတဲ့နည်းနည်းလေးစောပြီးတော့လာရင်တော့ကျမရဲ့မောင်ကဒီမှာမဟုတ်ဘူးကိုတော့ပြောချင်တာကယေရှုဖြစ်တဲ့သူကမပြောရဲလို့ပြောလို့မကောင်းလို့တကယ်တော့ရန်တွေ့နေပြီယေရှုကို
ဒါလေးရန်တွေ့တယ်နော်ကျွန်တော်ခရီးရန်တဲ့ခါကျဆူတောင်းနေတယ်လေမချင်တဲ့ချက်တွေပါပြောတတ်တယ်ကိုရောသူကတော့လေဘာညာပေါ့တခါလေပြောချင်တာကိုထည့်ပြောပြီးခါဆူတောင်းလိုက်တယ်ယေရှုကိုသူကကိုရောဒီကနေ့ဆိုရင်တော့ပြီးတော့တယ်လားအခုတော့မပြီးတော့ဘူးသွားပြီကိုရောချစ်တဲ့နာစုကတင်သွားချပြီယေရှုလည်းဝန်နေပါတယ်ယေရှုလည်းပြန်ရချတယ်မသိပါဘူးမတို့သွားပြီးတော့သူ့ကိုလုံးရအောင်သူကရှင်ပြန်ထားတော့လိမ့်မယ်တိတာပေါ့ကိုရောမှန်တာပေါ့နောက်ဆုံးတစ်နေ့မှာတော့နော်ဖြောင်းမဲ့သူတွေလို့ထားတဲ့အချိန်မှာသူလည်းထားမှသိချပါတယ်ကိုရောရဲ့ဒါပေမဲ့လောလောဆယ်တော့တည်သွားတခါလေကျွန်တော်တို့အရန်တတ်ထားတဲ့တည်ထားတဲ့ပညာတွေကကျွန်တော်တို့ယုံကြည်ခြင်းကိုတခါလေဒါအတားအဆီးဖြစ်တတ်ပါတယ်ဒါနဲ့ယေရှုကသင်္ကြန်လာဆိုရှိတဲ့သင်္ကြန်ကိုသွားတယ်ကျွန်တော်တို့ဘဝမှာအရန်နောက်ကျပြီလို့ကျွန်တော်ထင်လိုက်တာများရှိတတ်ပါတယ်ငါဒီစာမေးပွဲကိုမကြခဲ့သို့မဟုတ်ငါဒီမေဂျာကိုမယူခဲ့မိကောင်းပါပဲလူများတွေကယူဆိုတာယူလိုက်ရတာအခုကျတော့ဘာလို့အောင်မှမသိဘူးဒီစီပိုင်းလှုပ်ဆိုပြီးတော့လူတွေကအားပေးလို့သာလှုပ်လိုက်တာအခုကျတော့ခေါက်လောင်ရှုံးပြီဒီလူကကောင်းတယ်အာနေပြအရင်ကောင်းပါပဲယူလိုက်ဆိုယူလိုက်တာယူပြီးတော့ဒုက္ခကိုရောက်တော့တာပဲဒီလူနဲ့ပေါင်းရင်တော့အရင်ယုံကြည်ရတယ် तू ကလိမ်မာမဟုတ်ဘူးဆိုပြီးတော့စီဝိုင်းလှုပ်လိုက်တာ तू ကလိမ်သွားတယ်ဒီလူနဲ့စောစောတွေ့ရင်ကောင်းပါပဲသို့မဟုတ်ဒီလူနဲ့စောစောဒီလူနဲ့ငါဘဝမှာမတွေ့ခဲ့ရင်ကောင်းတာသို့မဟုတ်ငါဒီအလုပ်ကိုမလုပ်ခဲ့မိကောင်းတာသို့မဟုတ်ငါဒီအလုပ်ကိုတစ်နှစ်စောပြီးရခဲ့ကောင်းတာလို့ကျွန်တော်တို့ဘဝကအမြဲတမ်းနောက်ကျသလိုခံစားရတဲ့အခြေအနေကျွန်တော်အမြဲတမ်းရှိတယ်ကျွန်တော်ပြောတိုင်းတော့ရည်စရာအမြဲတမ်းပြောတယ်လို့ပေါ့ဒီဇက်ထဲမှာတဲ့ဇက်ထဲမှာဇက်ပြရင်လေဟိုရင်တော့အခုလိုဖြစ်ပြီးတဲ့ပစ္စည်းတွေမပေါ်သေးတော့အရှိကတခုတော့အနောက်ကအတန်လေးနော်ထည့်ပေးရတာဟုတ်နော်တနက်ဖောက်ရင်လည်းအနောက်ကနော်ရမ်းနဲ့ဟိုအနောက်ကလူကနော်လုံးဝဖောက်ပေးရတာနော်အတန်ဆိုလည်းအတန်ဒီကနေအနောက်ကနေလုတ်ပေးရတာပေါ့ဆိုတော့ကျွန်တော်တစ်ခါမြင်မှုတဲ့ TV မှာနော်ပြဆက်ပြတဲ့ဟာပြန်ပြီးတော့သူကဟန်ဆောင်နောက်ကြတာအားကြီးရတယ်အခုရှိတယ်အဲဒီတယောက်ကနှစ်ယောက်ကစကားများကြမင်းငါ့ကိုဒီလိုလုပ်တယ်ငါလုံးဝမချင်တော့မင်းကမှတတ်တယ်မင်းကမှတက်တယ်ဘာညာပြောပြီးတော့အိမ်ထဲနေတက်လက်ဆွဲထုတ်လိုက်တယ်ဆွဲထုတ်ပြီးတော့ပြောကြပြောတာပြောပြီးတော့သူ့တော့ချိန်ပြီးတော့ဒီနေ့တော့မင်းရဲ့နောက်ဆုံးနေတယ်ဘာညာပြောချင်တာပြောပြီးတော့ပြစ်လိုက်တယ်အနောက်ကပြောတော့မပေါက်ဘူးဖြစ်တယ်အဲ့နဲ့ညှိထားတာပေါ့နော်သူတို့လုပ်တယ်နောက်ကလုံးဝတယောက်ကစောင့်နေပြီးတော့ထုံးဆိုပြောကိုဖောက်ရပါရမ်းကိုဖောက်ရပါဟိုကဘာရေဆိုလို့လားဘာဖြစ်လို့လဲမပေါက်ဘူးဖြစ်နေနေကြတယ်ဘယ်မှာတက်မယ်ဘာမှမထွက်လာပြစ်တယ်မထွက်လာနောက်လက်ကြည့်ပြီးတော့ဟာဒီကောင်အခြေအနေမကောင်းတယ်နှစ်လမ်းသုံးလမ်းရှောက်အောင်မင်းကမချေလက်တာလည်းရှိတယ်ဘာညာပေါ့လေရှောက်ပိုးပြီးတော့ကဲဒီကောင်ရတော့ပြီးအခြေအနေကောင်းပြီဆိုတော့တခါမင်းကပြစ်တယ်ဘာမှမထွက်လာပြောသုံးလေးခောက်ကြတယ်သူလည်းနောက်ဟောရန်ဆိုတော့ဆိုနေပြီအစင်မပြီးတော့နေတော့ဒါဆိုချက်ချင်းအုံအောင်ရန်ကောင်းချက်ချင်းဇလန်းပြောင်းလိုက်အေးမင်းကဒီနေ့တန်တန်းနဲ့ပြစ်မတတ်တော့မင်းကငါကိုယ်နဲ့ငါလည်းတတ်တယ်ကွာဆိုခါကြထိုးလိုက်မှာဖိန်းဆိုပေါ့ဒီလိုချိန်မှာပေါ့မယ်ဟာဒီမှာထည့်လိုက်ချိန်မှာပေါ့ဇလန်ပြောင်းတော့သူတက်တဲ့ကောမတီပဲသူတည်လိုက်ရတော့တိုင်းမီလွဲတာပဲကိုပြည့်တဲ့ချိန်မှာနောက်ကထွက်ဘုံခါကြထိုးတဲ့ချိန်မှာကွက်တီလွဲတာပေါ့နော်ကွက်တီလွဲတာကျွန်တော်ဘဝမှာလည်းဘုရားလုံးတော့လေနောက်ကျနေတော့ဒီဆောင်ရမအောင်လို့မရဘူးနော်ဟိုဒီလုံးမရလို့မရဘူး2016တော့ရောက်နေပြီဘို့2015တော့လည်းတော့နောက်ကျခဲ့ပြီကျွန်တော်ဘဝကဒီဟာတော့မရလို့မဖြစ်ဘူးနော်မနေ့ပြန်တော့လုံးဝအဲ့အဖြစ်သိရမှာဖြစ်မယ်ဟိုဒီဟာတော့အရင်နောက်ကျနေပြီပြောတဲ့အချိန်မှာဘုရားကတော့သူ့ဘုံတော်ထင်ရှားဖို့အတွက်မိတ်ဆွေကိုခဏလေးဘာမှမပြောသေးတဲ့အချိန်နဲ့ရှိနိုင်ပါတယ်မိတ်ဆွေဘောတော့သူဘာမှမလုပ်သလိုခံစားတဲ့အချိန်နဲ့ရှိနိုင်ပါတယ်ဒါပေမဲ့ယေရှုရှိတဲ့နေရာမှာဘလောက်လူတွေကသိပြီးတော့တတ်ပါစေလာဇရုပြန်ထဖို့ထားလာတာဖြစ်တယ်ဟာလေလုယာလာဇရုပြန်လေထဖို့ထားလာတာဖြစ်တယ်အာမင်မိတ်ဆွေဘောမှာနာကျင်လာတဲ့အဖြစ်တွေသိနေတဲ့အရာတွေအားလုံးဒီနေ့ညပြန်လေပြီးတော့ယေရှုအဖြစ်ပြန်လေလို့ထားလာတာဖြစ်တယ်လက်ကိုတိတိပြီးလို့ရောယုံကြည်ခြင်းနဲ့ရပြီလားအာမင်ဒီနေရာမှာဒါနဲ့ဆက်ပြီးတော့ယေရှုနဲ့တွေ့တဲ့အမျိုးသမီးတစ်ယောက်ချောင်းကိုကျွန်တော်ဆက်ပြီးပြောချင်တယ်။ဒါအများကြီးမပြောတော့ဘဲနဲ့ကျွန်တော်ဆက်လက်ပြီးတော့နိုင်ငံဆင်းခြင်းချင်တယ်။ဆက်လက်ပတ်လုံးသွေးသူနဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။သူက
နော်ခရစ်ဒီဟိုခေတ်စားတဲ့ပြောသူကခရစ်ယာန်တို့သူကဘယ်ဘာသာတို့ဘာလို့ဘာမှမပါဘူးစနေနေ့ပလုံသွေးတော်တဲ့အမျိုးသမီးလိုပဲပါတာတခါလေကျွန်တော်တို့ကတင်တတ်တယ်ဒီကျမ်းစာကိုမြင်လာတဲ့ခရစ်ယာန်ကျမ်းစာအုပ်နော်လောကကနေမြင်လာတဲ့ခရစ်ယာန်တွေရဲ့ခရစ်ယာန်ဘာသာထဲမှာကျွန်တော်တို့ကသူ့အာရချင်းတွေရဲ့နော်ဘာသာကရင်တွေကိုကိုယ်တဲ့ဘာသာအမျိုးမျိုးကျွန်တော်သတ်မှတ်တတ်တယ်ဒီမှာပါတဲ့အမျိုးသမီးကတော့သူစနေနေ့ပလုံသွေးတော်တဲ့အမျိုးသမီးလိုပဲရေးထားတယ်သူကနော်ဘာလူမျိုးဘယ်ဘာသာဘာမှမရေးထားဒီမှာကျွန်တော်လူမျိုးပေါင်းစုံထိုင်နေတယ်နောက်ဆုံးမိတ်ဆွေလူတွေသတ်မှတ်ချက်ရမိတ်ဆွေကခရစ်ယာန်ဖြစ်ချင်မှဖြစ်မယ်အရေးမကြီးပါဘူးကျွန်တော်တို့ဒီမဆိုင်အဲ့ဒါကအဓိကအရေးကြီးတာမဟုတ်ဒီနေ့အဲ့ဒီမျိုးသမီးဘာဘာသာဆိုမပါဘူးဘာလို့မျိုးဆိုမပါဘူးစနေပတ်လုံးသွေးတော်တဲ့မျိုးသမီးလိုပဲရေးထားတယ်အဲ့ဒီမျိုးသမီးကသူတို့နေတဲ့မြို့မှာယေရှုရောက်လာတယ်ဆိုတော့ကြားပြီကြားတော့ယေရှုကအနေနဲ့ရဲ့မှာသွားပြီးတော့အနာရောဂါတွေငြိမ်းစေတယ်အမျိုးမျိုးနမိတ်လက္ခဏာတွေပြီးတော့တည်တဲ့တော်ပြန်ရှင်ခိုင်းတယ်နားမကြားတဲ့သူနားကြားစေတယ်မျက်စိမမြင်တဲ့သူမြင်စေတယ်အော်စရာကောင်းတဲ့ဖြစ်တဲ့အများကြီးလုပ်ခဲ့တာပေါ့ငါ့နေရာရောက်လာပြီဆိုတော့ဒီနေ့မှာငါချိန်တော့လိုက်ငါစမ်းကြည့်တယ်ဘာလို့လဲသူကစမ်းနေပလုံသွေးသွန်တယ်ဆရာဝန်ခေတ်စကားနဲ့ပြောရင်ဆရာဝန်တွေအမျိုးမျိုးနဲ့သူကကုပြီးသွားပြီအဲ့ဒီတော့ငွေချင်းကြောင်များစွာလဲပုံဆုံးသွားပြီညှော်လေးဆက်လည်းမရှိတော့ဘူးသူရဲ့ဘုံစံရသွေးသွန်တဲ့အမျိုးသမီးကအဲ့လိုမတန်ရှင်းလို့တော့တတ်ပါတယ်အဲ့ဒီလူတွေကြားထဲမှာသွားလို့ရှိရင်သူကမတန်ရှင်းတဲ့သူဖြစ်တယ်သူကမတန်ရှင်းတဲ့သူဖြစ်ကြောင်းអော်ပြီးတော့ကြေညာပြီးတော့သူကသွားရတယ်လူတွေနဲ့ထိလို့မရဘူးတကယ်လို့သူကလူတယောက်ကိုသွားထိပြီးရတယ်ဆိုအဲ့ဒီလူကမတန်ရှင်းခြင်းကိုရောက်သွားတယ်အဲ့ဒီအတွက်အဲ့ဒီမျိုးသမီးကိုခဲနဲ့ပေါက်ပြီးတော့တိုက်ရတယ်သူတို့ရဲ့ဖုံးစံရဒါကြောင့်သူကလူကြားထဲသွားလို့မရဘူးလူတွေနဲ့ထိလို့မရဘူးအခုတော့ယောဂါမျိုးပေါ်လာတဲ့ခါမှာဟိုယောဂါကဒီယောဂါကနော်လိုက်ကားစီးပြီးတော့လက်ချွေးချင်းထိချွေးနဲ့ထိပြီးတော့နော်အချင်းချင်းအသားချင်းထိရင်တော့ကူးနိုင်တယ်ဆိုရင်ယောဂါလည်းအများကြီးဖြစ်လာဆိုတော့အဲ့ဒီလုံးကလည်းသူတို့ကအဲ့လိုမျိုးဖြစ်တဲ့သူဒီလူကြားထဲမှာသွားခွင့်မရှိတဲ့သူဖြစ်တယ်လူကြားထဲမှာလက်မခံတဲ့သူဖြစ်တယ်ကောင်းလည်းမပေါ်ဝင်ဘူးလုံးဝလူရမဝင်တဲ့သူကြောင့်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူစပြီးစဉ်းစားလာတယ်ငါဘာပဲဖြစ်သူကြံခုရတယ်သူကအားမရှိတော့ဘူးမျက်မျက်လေးပဲကျန်တော့တဲ့အခါမှာယေရှုကြီးသွားပြီးတော့ဆုတောင်းခံပြီးတော့သူငါ့ဘောလက်တင်ရင်သူ့ကိုသူ့ကိုငါတေချာစကားပြောပြီးတော့ဖြစ်ရင်သူမမြော်လိမ့်နေပါဘူးဘာလို့လဲသူကလူတွေကိုထိလို့မရတဲ့နော်သွားပြီးတော့ကင်လို့တော့မရတဲ့သူဖြစ်တဲ့အတွက်ယေရှုကိုသူယေရှုရဲ့အသားကိုကင်ဖို့တိသူမစင်သားရဲဘာလို့လဲသွားကင်လိုက်ရင်မတန်ရှင်းဖြစ်သွားမယ်အဲ့တော့သူဘာဆုံးဖြစ်လဲအဲ့ဒီချမ်းသာလေးငါဒီအဝတ်တော်ကိုသာတို့ရင်ချမ်းသာရပြီဆိုဒီနေ့လူစုဝေးထိုင်နောက်တော့သူလိုက်လာရွေးအဝတ်တော်ကိုတို့လေသူကတော့လူဒီအဝတ်တော်ကိုသာတို့ရင်ဒီအသားကိုသာတို့ရင်မတန်ရှင်းဖြစ်သွားမယ်ဆိုတော့ယေရှုရဲ့အဝတ်စောလေးကိုအဝတ်စားလေးကိုအဝတ်တော်လေးကိုတို့လိုက်ရင်တော့ငါချမ်းသာမယ်လို့သူကယုံကြည်တဲ့အခါမှာလူစုဝေးထဲရောက်ဝင်လာတယ်ဒီနေ့တက်လာတဲ့အချိန်မှာတော့နော်ခုနကျွန်တော်ဆံပြုတ်တော့တဲ့အချိန်မှာတော့လေကားတက်လာတဲ့အချိန်မှာတရားရောက်နဲ့ထိပြီးသွားတဲ့သူဒီတနေ့လုံးတရားရောက်နဲ့မထိမိတဲ့သူရှိလားမရှိဘူးနော်အနည်းဆုံးတော့လှုပ်ဆက်ရတာနော်မထိချင်လည်းလှုပ်ဆက်ရတာပဲအနည်းဆုံးတော့နော်အကျူထိုင်နေရာကျရင်တော့နည်းနည်းတော့ထိပြီးသွားတာပဲဆိုတော့သူကအဲ့ဒါကိုသိတာဟုတ်ရောင်ရမ်းပြီးတော့တုတ်လိုက်တာဘာမှဘယ်သူမှမသိတော့တိတိကျကျသွားခိုင်းသူဘယ်နဲ့သိခံမှာပေါ့အဲ့တော့သူမှန်းတာကတာလေးပဲတုတ်လိုက်တယ်မှန်းလိုက်သူသွားတယ်စဉ်းစားကြည့်ပါစနေနေ့ဘလုံးသွေးတော်တဲ့အမျိုးသမီးဆိုတော့အားလုံးကမရှိဘူးလမ်းလျှောက်နိုင်ဖို့ရန်အတွက်လည်းအားရှိမှာမဟုတ်ဘူးအရင်အားနေပဲနော်လုံးဝဆရာဝန်တွေလက်လျှော့ထားတယ်အားနေပဲခေါင်းမုန်းမယ်လမ်းလျှောက်ဖို့တော့နိုင်နေဖြစ်တဲ့အချိန်မှာလူကြားတွေကိုတိုးရအောင်မယ်ယေရှုဆိုတာကလည်းနော်အရန်လူတွေအများကြီးဝိုင်းအောင်နေတဲ့အမြဲတမ်းဝိုင်းအောင်နေတဲ့သူဆိုတော့တိုးဖို့ချက်ချင်းတယောက်နှစ်ယောက်ကိုတိုးလိုက်တာနဲ့ယေရှုကိုတွေ့ရမယ်လို့မထင်ပါဘူးလူအများကြီးကတိုးနေတာအဲ့ဒီကြားထဲမှာသူကသွေးတော်မျိုးသမီးဖြစ်တယ်ဆိုတော့တိသွားရင်တော့သွားပြီးယေရှုစီမရောက်ခင်မှာငဲနေပေါက်ခါဒါပေမဲ့သူကဆုံးဖြတ်တယ်ယေရှုရဲ့ဝတ်တော်ကိုတိုးမယ်တိုးပြီးတော့လို့သွားတယ်ထိုခဏချင်းနေယေရှုရဲ့အဝတ်တော်ကိုတိုးလိုက်တဲ့အချိန်မှာအသွေးစုဝေးရာခန်းချောက်ပြီးဖြစ်ပြီးထိုယောဂနှိမ့်ဆက်ခြင်းနဲ့ကင်းလွတ်ပြီးမိမိကိုယ်၌သိနေသည်ယေရှုကိုတိုးပြီးတော့ယေရှုနဲ့တွေ့တဲ့သူကလေမတိမတာချမ်းမာတာတို့နော်ချမ်းမာတယ်လို့ဘာလို့ဟုတ်လေအောင်မြင်တယ်လို့ဘာလို့အစင်ပြေတယ်လို့ဘာလို့မဖြစ်စေရဘူးတိတိတာတာကိုပြောင်းလဲခြင်းရတာဖြစ်တယ်ဟာလေလုယာတိတိတာတာကိုချမ်းမာခြင်းနဲ့မိတ်ဆွေရောက်အောင်ဖြစ်တယ်လေတိတိတာတာကိုမိတ်ဆွေပုံဝ
ကိုတိုးတဲ့လူတိုင်းကထူးခြားမှုရှိကိုရှိတာဖြစ်တယ်အာမင်သူကတော့ပဲတိုးလိုက်တယ်ဒါပေမဲ့ထူးခြားတာကလေသူကတော့ထင်တာကယေရှုလည်းမသိဘူးဘယ်သူမှလည်းမသိဘူးဒါလေးပျောက်ပြီးတော့ပြန်သွားမယ်လို့သူကစဉ်းစားတာယေရှုအချက်ချင်းရလိုက်တယ်ငါ့ကိုသူတိုးတယ်ခုနနော်မနေ့ကလေဒီနေ့ဒီမိတ်ဆွေကိုတိုးမိတယ်သူဘယ်သူရှိလဲလို့မေးရင်ဘယ်လိုလုပ်သိမှာလဲနော်ဘယ်လိုမှမသိနိုင်ဆိုတော့သူတပည့်တော်တွေကိုမေးလိုက်တာအော်ဘယ်သူတိုးလဲပြီးတော့ဘယ်ရောက်လဲတပည့်တော်တွေကကိုတော့ဒီကွန်ကိုစောက်နေတာနော်တခါတည်းလူတက်ကြီးလုပ်ပြီးကိုတော့ဒီလောက်လူများနေဘယ်လိုသိမှာလဲတိုးတိုင်းကြီးကြောင်ရှိတာတိုးတယ်သူဘယ်သူလဲလာမေးတာကျွန်တော်တို့ကိုတော့အုံနောက်ချောင်းလာလုပ်နေတာပဲလို့ပြောရင်လည်းပြောမိမှာပေါ့သူတို့ကဒါကြောင့်ကျွန်တော်တို့ခရိယန်ဖြစ်နေတာဘယ်လိုရှိလဲယေရှုကိုတော့တိုးတာမပြောနဲ့နော်တွန်းတာပြောတယ်နင်းအောင်နင်းပြီးသလားမသိဘူးကျွန်တော်တို့ရတယ်နော်သူနားကတော့နင်းချလိုက်တာယေရှုကနာသွားလားမသိဘူးကျွန်တော်နားမှာတော့လူများတဲ့ချိန်ဆိုကိုနားကနင်းချသွားလိုက်ရင်တော့သွားပြီနောက်ဖက်နဲ့တွေပိုင်းနဲ့နင်းတော့သွားပြီဆိုယေရှုကိုတိုးတာမပြောနဲ့ကျွန်တော်အချိန်တိုက်နေကြတယ်ဘာမှမဖြစ်ဘူးအေးဆေးပဲနော်ကိုလည်းလဲမလို့ဖြစ်တယ်ဘာမှလည်းမဖြစ်ဘူးနော်ဒီနေ့ယုံကြည်ခြင်းပါပြီးတော့တိုးလိုက်တာကဘဝပြောင်းသွားတယ်ဖြစ်တယ်အာမင်တိုးလိုက်တာသူ့ရဲ့နာရောဂါလုံးဝပျောက်ကင်းသွားတာဖြစ်တယ်အာမင်မိတ်ဆွေယုံကြည်ခြင်းနဲ့အများကြီးလုပ်ဖို့မလိုပါဘူးဒီမှာလာတဲ့အခါမှာနော်မိတ်ဆွေကခရိယန်မို့တယ်မင်းခရိယန်နဲ့ဝင်မလားမင်းဒီလိုလုပ်မလားမမေးပါဘူးကျွန်တော်တို့လုံးဝဘာသာကြောင်းမပြောပါဘူးမိတ်ဆွေကိုတိုက်တွန်းချင်တာကတော့ယေရှုကိုနည်းနည်းလေးတိုးဖို့ပဲဆုံးဖြတ်လိုက်ပါအာမင်နည်းနည်းလေးပဲတိုးဖို့ဆုံးဖြတ်လိုက်ပါဒူးချောင်းမှုတွေကိုတွေ့ရမှာဖြစ်တယ်အာမင်ဟာလေလုယာဒီမိတ်ဆွေနားကိုပြောကြည့်အောင်ယေရှုကိုနည်းနည်းလေးပဲတိုးကြည့်ပါလားလို့ပြုံးလေးနဲ့ပြောပါဦးနော်မပြုံးမဲပြောရင်သူ့ကိုအာဏာနဲ့ခိုင်းတယ်ဖြစ်နေဦးမယ်နည်းနည်းလေးပဲလို့နိုင်ဖို့နည်းနည်းလေးပဲဘာလို့လဲယေရှုရဲ့တကူတော်ကဒီလိုကြီးကြိုင်မှကျမ်းပါမယ်ဒီလိုလုံးမှနော်ဒီလိုမျိုးလုံးမှမဟုတ်ဘူးသူကလေကျွန်တော်ယုံကြည်တာလေနောက်ဆုံးသူလာရင်နဲ့သူမတိုးနိုင်တော့လို့ငါတိုးချင်လိုက်တာငါတိုးရင်တော့ယုံကြည်ခြင်းနဲ့တိုးရင်တော့ငါနာပြောက်သွားပဲဆိုရင်တော့မှသူမတိုးဖြစ်ရင်တော့မှလေယေရှုကပြောက်ရင်းစေလို့ကျွန်တော်ယုံကြည်တာဖြစ်တယ်အာမင်ဟာလေလုယာအဲ့ဒီဒီဘလို့အနာနဲ့လာတယ်လေဘလို့မျိုးနာကျင်မှုတွေနဲ့2015ကိုကြော်ပြတ်ခဲ့ရတယ်လေဘယ်လိုမျိုးခံစားချက်တွေနဲ့2015ကိုမိတ်ဆွေကြော်ဖြတ်ခဲ့ရတယ်လဲဒီနေ့မိတ်ဆွေဘဝကိုပြောင်းလဲဖို့ရန်အတွက်ကတို့ချင်းတစ်ချက်မိတ်ဆွေရဲ့စက္ကချင်းတစ်ခုမိတ်ဆွေရဲ့တော့ဆူတောင်းခြင်းတစ်ခုနဲ့မိတ်ဆွေရဲ့နှလုံးသားထဲမှာဘုရားကိုဖိတ်ခေါ်ခြင်းတစ်ခုကမိတ်ဆွေဘဝတစ်ခုလုံးပြောင်းလဲသွားဖို့လုံလောက်တဲ့တို့ချင်းဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဘဝမှာကျွန်တော်မျှော်လင့်တဲ့အားကိုးတဲ့အရာတွေအများကြီးရှိတတ်ပါတယ်မိုင်းနဲ့မာတာကလည်းလူတွေယေရှုပြောနေတဲ့ယေရှုကငါတို့နဲ့အရင်နေတာဟုတ်ပဲချက်ချင်းလာမှကြည့်နေမလာဘူးမိတ်ဆွေဘဝမှာငါတို့တော့နော်ဆူတောင်းတာရမှာပါတော့ငါဦးလေးရလေအဲ့မှာအရန်ပိုင်တာသူကအဲ့ရာတူးမှာအကုန်ကူညီနေတယ်တစ်ချက်ပုံဆက်လိုက်ရုံပဲတင်လို့စနေပြီးတော့လူတရားရောကမိတ်ဆွေကိုအရန်နာချင်အောင်လုပ်ခဲ့ဘူးကလားမိတ်ဆွေဘဝမှာငါဘဝကတော့ပြန်မကောင်းနိုင်တော့ဘူးထင်တဲ့အနာတို့မိတ်ဆွေဘဝမှာပျော်လင့်ချက်ကိုဆုံးသွားလောက်ထိခိုက်တဲ့အနာကျွန်တော်ရဲ့အကိုနောက်ခုစင်ကာပူမှာ HIC တင်တော်ကိုသူဦးဆောင်ပြီးတော့10နှစ်နေပါရှိတော့တယ်တင်တော်သူကဘုရားကိုရမ်းချစ်တယ်အရန်ကြိုးစားတယ်နော်ဘုရားကိုချစ်တယ်ဆူတောင်းတယ်ဒါပေမဲ့သူ့ဘက်ကကြိုးစားရရှိတယ်အရန်ကြိုးစားတယ်လူငယ်တယောက်ဖြစ်ခဲ့တယ်သူကဆိုတော့စာလည်းရမ်းချိုးစားတယ်နော်စာတွေလည်းတစ်နှစ်တော့အများနဲ့ရတာပေါ့ခင်ဗျားတို့မှလည်းရမ်းပါဝင်တယ်ဆို10တန်းနှစ်ရောက်တဲ့အခါမှာဆီယာမတွေကသူ့ပြောတာဒီကောင်ကြီးရိုက်ထုတ်ပါရမ်းတော့တာဒါပေမဲ့ဘလို့ဖြစ်သွားလဲမသိဘူးသူ10တန်းဖြီးတဲ့အချိန်မှာအဲ့ဒီတော့အိမ်နဲ့ပြည်နေရှိတယ်ဂုံဘူးတွေပဲမှန်းထားတဲ့သူကအိမ်နဲ့တော့မအောင်မဲနဲ့ပြည်နဲ့အောင်အဲ့ဒီမှာသူရမ်းစိတ်သက်သာပြီးအိမ်ထဲကနေပြန်မထွက်ဘူးနှစ်ပတ်လောက်ကြာတယ်ဒီများရဲ့မေးတာရှက်သူငိုရနေကြသူနားမလည်နိုင်ဘုရားကိုသူဘေးကိုထုတ်ချင်တယ်ဒီလောက်ဘုရားเจ้าမှာဘုရားတို့လည်းရမ်းပါဝင်တယ်စူးစမ်းတဲ့ဘက်တော့ဘုရားเจ้าသွားလို့ဆိုပြီးတော့ကျန်တဲ့ချိန်မှာအိတ်နေဆိုတဲ့တမျိုးသူကမနဲ့လေးနိုင်အားထားပြီးစားချက်စူးစမ်းတယ်မျိုးလုပ်တယ်ဒါပေမဲ့တကယ်ဖြစ်လာတဲ့အခါအဲ့လိုဖြစ်တဲ့အခါသူ့ဘဝကမေကုံပေါင်းများစွာနဲ့သူရှိလာတယ်လူငယ်လေးတယောက်ဖြစ်တယ်အဲ့ဒီချိန်မှာတော့သူ့ရဲ့တော်လေးချက်တွေအားလုံးပုံဆုံးသွားသူခံစားရတယ်
ဒါနဲ့သူလုံးဝဆုံးဖြတ်တယ်ပြန်ပြီးတော့ကြိုးစားမယ်ပြန်ပြီးတော့အစင်းနေမအောင်ပြန်ကြိုးစားမယ်အိမ်နဲ့အောင်ပြန်ကြိုးစားမယ်ဆိုပြီးတော့သူဆုံးဖြတ်တယ်အဲ့ဒီအချိန်မှာပဲသူဒီ GTA engineer ရှောက်ဖို့ရန်အတွက်ရှောက်လို့ရတယ်ဆိုရပေါ်လာတဲ့အခါမှာသူကအဲ့ဆိုရင်ပြန်ပြီးတော့မဖြစ်ခင်ဒါလေးရှောက်လိုက်မယ်ဆိုသူရှောက်လိုက်တယ်အဲ့ဒါသူရတယ်ရပြီးတော့သူရန်လိုချင်တဲ့အဲ့ဒီဆယ်တန်းကိုအမှကောင်းကောင်းနဲ့အဆင့်မြင့်စွာနဲ့ပြန်လဲပြီးအောင်ပါတယ်အဲ့ဒါလည်းဘွဲကူရတယ်အင်ဂျင်နီယာဘွဲလည်းရတယ်သူကစီမံမှနေတဲ့ခါမှာအတင်းတော်လည်းဥဆောင်တယ်အင်ဂျင်နီယာလည်းလုပ်တယ်သူရန်ကောင်းတယ်လို့ထင်ထားတဲ့အေနဲ့အောင်ပြီးတော့အဆင့်မြင့်အမှကောင်းနေတဲ့အောင်တဲ့ဟာလည်းအခုထိသူအဲ့ဒီလုံးမလုပ်သေးဘူးသူကြရှုံးတယ်လို့ထင်ထားတဲ့သူရန်ရှက်ကွဲကြကောင်းတယ်လို့ထင်ထားတဲ့သူနာကျင်စရာကောင်းတယ်လို့ထင်ထားတဲ့အရာကနေရတဲ့အင်ဂျင်နီယာဘွဲကအခုသူ့ကိုအမြင့်ဆုံးပို့တဲ့အရာဖြစ်နေတယ်အာမင်မိတ်ဆွေလွန်ခဲ့တဲ့15နှစ်20တုန်းကသူကတည်းကဘယ်ငုံမလဲသူကတည်းကဘယ်မျက်နှာကြီးမိုင်ကုန်နေမလဲမျက်နှာကြီးဘယ်လိုညှိုးငယ်နေမလဲတတိတိုင်းလေအကောင်းဆုံးဖြစ်လာမှာဘုရားကျေးဇူးတော်ကချီးမွမ်းရမှာဘာမှဖြစ်ဘူးတဲ့အေးစေးပဲလို့ပြောမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကကြုံတော့ပြင်နေတာမိတ်ဆွေအခုနာကျင်ပါပြီဆိုပြီးတော့ဝမ်းနေပြီးတော့မျက်ရည်ကျခဲ့တဲ့ဖြစ်ပျက်ကနောက်လာမယ့်10နှစ်15နှစ်ထိကျေးဇူးတော်ချီးမွမ်းလို့မကုန်နိုင်တော့ဖြစ်ပျက်ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာလက်ကိုပြတ်လို့ချီးမွမ်းရအဲ့တော့ကျွန်တော်တို့ကတော့ဒီနေ့အစဉ်ပြေမှကျွန်တော်ကောင်းတယ်ထင်တာမနေ့မိုးလင်းတာနဲ့ကျွန်တော်တို့ကချုံငိမ့်နေမှကျွန်တော်တို့ကဒီနေ့ပြန်ကောင်းတယ်လို့ကျွန်တော်သတ်မှတ်ချင်တာတခုခုတနေ့လေးခုကြားတာနဲ့တခုခုအခြေအနေမကောင်းတာတခုကြားတာနဲ့ဘုရားလည်းဘာမှမသိဘူးဘုရားငါလည်းမရှိတော့ဘူးနဲ့ဘုရားငါ့ကိုပြစ်ထားပြီးတဲ့နဲ့ငါမိဘတွေကလည်းငါ့ကိုမကောင်းဘူးငါဆွေမျိုးတွေလည်းမရှိဘူးဘုရားနောက်ဆုံးဘုရားကငါ့ကိုပြစ်ထားသလားမသိဘူးလို့မိတ်ဆွေကျွန်တော်တို့အခြေအနေပြောမိတဲ့အချိန်တွေရှိပါတယ်ဒါပေမဲ့ဒီနေ့ပြောချင်တာကတော့စနေနေ့ဘလို့လေးဆိုတဲ့မျိုးကြီးကတော့တခြားဘာမှမပြောတော့ဘဲနဲ့သူရှိတဲ့ခွန်အားနဲ့ထွက်လာပြီးတော့ယေရှုရဲ့အဝတ်တော်ကိုတွေ့ရုံနဲ့တွေ့တဲ့အခါမှာသူ့ရဲ့အနာရောဂါအားလုံးပျောက်သွားတာဖြစ်တယ်အာမင်ဒါကြောင့်အခုချိန်မှာကျွန်တော်ခဏတွေ့တဲ့အချိန်မှာမိတ်ဆွေမဆန်းဘူးဆိုရင်စမ်းကြည့်ချင်တယ်ဘာလို့လဲယေရှုကငါကအသက်ဖြစ်တယ်လမ်းကြီးဖြစ်တယ်တမန်တရားဖြစ်တယ်လို့သူကပြောထားပါတယ်မိတ်ဆွေဘဝအတွက်လမ်းပြောင်းနေသလားမိတ်ဆွေဘဝအတွက်မနဲ့မိုးလင်းလို့အသက်ရှင်နေသေးလို့သာမနဲ့အလုပ်သွားပြီးတော့နေ့တည်းမှာအစိတ်ကလေးဘာမှလည်းအာယုံလည်းမရဘူးလုံးပြီးညနေကျတော့လေဒီတိုင်းပဲအိမ်ပြန်ရောက်လာတယ်အိမ်ရောက်တော့လည်းမိသားစုအိမ်မှာရှိတော့လည်းပြောစရာလည်းမကောင်းဘူးအသက်လူတွေတတ်မှတ်ချက်ရအသက်ရှိတယ်ဆိုပေမဲ့တကယ်အနှစ်ပါတဲ့အသက်မပါဘဲနဲ့မိတ်ဆွေအသက်ရှင်နေဆိုရင်အဲ့ဒါကတေတာနဲ့တူတူပါပဲသူကတမန်တရားဖြစ်တယ်တမန်တရားဆိုတာကအမှန်တရားအခြေအနေနဲ့မတူသောအရာဖြစ်တယ်မိတ်ဆွေအားနေတဲ့အချိန်မှာမိတ်ဆွေသေလို့ထင်တဲ့အချိန်မှာယေရှုကတော့သေနာမဟုတ်ဘူးလို့ပြောတာကစကားပဲမဟုတ်တော့ပဲအဲ့ဒါကနှုတ်ကပတ်တော်ဖြစ်သွားတယ်အာမင်မိတ်ဆွေအတွက်အသက်ဖြစ်စေမဲ့နှုတ်ကပတ်တော်ဒီနေ့မိတ်ဆွေစီကိုရောက်လာပြီဖြစ်တယ်ဘာလို့လဲယေရှုကငါကအသက်ဖြစ်တယ်လို့ပြောတာလည်းအတွက်သူ့ကိုယုံကြည်တဲ့ဆိုမိတ်ဆွေကအသက်ကိုရမှာဖြစ်တယ်အာမင်ဟာလေလုယာမိတ်ဆွေအသက်မပါတော့ခံစားပြီးအသက်ရှင်နေရတဲ့နေ့ရက်တွေအားလုံးဒီနေ့ပုံဆုံးသွားပြီးတော့တကယ်အသက်ပါတဲ့အသက်ရှင်မှုမျိုးနဲ့ဒီနေ့စတင်ခြင်းလဲဆိုရင်ယေရှုရဲ့ဝိတော်ကိုတို့ကိုဆုံးဖြတ်ပါအာမင်ဟာလေလုယာဘုရားမအောင်တဲ့နေ့မတည့်ရအောင်我是为了哪里吧？你ကျွန်တော်တို့ယေရှုကိုကျွန်တော်တို့ကြည့်အောင်သူရဲ့ဝိစာဝတွေတော့တို့လို့မရပေမဲ့ဒီချိန်ကျွန်တော်တို့ရဲ့အလုံးသားတွေမှာကျွန်တော်တို့ရဲ့စိတ်ထဲမှာဆုံးဖြတ်ပြီးတော့ကိုတော့2015ခုနှစ်ကအရန်နာကျင်ခဲ့ရပါတယ်ကျွန်တော်မှာအနာတွေကျွန်တော်မိသားစုမှာအနာတွေအများကြီးရှိပါတယ်တိုးတော်လည်းပဲကိုရောဖျားဖို့ဒီနေ့စနေနေ့ဘယ်လိုသွေးတော်နဲ့လူသမီးကဲတို့ကျွန်တော်တို့ဖို့ရတဲ့ဆုံးဖြတ်ပါတယ်မရှိဆုံးဖြတ်လဲဆိုရင်မိတ်ဆွေအရာအားလုံးလုံးရောက်ဖို့ရအတွက်မိတ်ဆွေကတိတော့ရလုံးရောက်ဖို့ရအတွက်ယေရှုကိုကျွန်တော်အားကိုးပြီးတော့ဒီအဝတ်တော်ကိုတို့မယ်ဆိုရင်ကျွန်တော်တက်ကပူဇော်ပေးအောင်So
လည်းစိတ်ကြီးခါရမယ်ဘယ်လိုယေရှုကြောင့်ဒီမှာစကြမှုလည်းဖြစ်နေပါစနေပလုံးပေးတော့တဲ့ပြုလုပ်ကြီးကသူဘာကိုကိုလဲဆိုကြတာကမကြီးထားပါဘူးအဓိကယေရှုစီကိုလာဖို့ဆုံးဖြတ်တဲ့သူရဲ့ဆုံးဖြတ်ချက်ကပဲရည်ကြီးတာဖြစ်တယ်ဒီနေ့မိတ်ဆွေဘဝမှာတွေးကြဖို့ကိုတွေ့ချင်တယ်ဆိုရင်သူတစ်ပြည့်ကျွန်တော်လူသားတွေကကောင်းအောင်ဘယ်လိုလဲစူးစမ်းပါစေလောကမှာရှိတဲ့ဘာသာတရားတွေကတော့ဘယ်လိုပြောထားလဲဆိုတော့ကျင့်ပါကောင်းတာကျင့်နိုင်ကောင်းတာရမှာကွာအေးမင်းမကောင်းတာလုပ်တယ်ဆိုရင်တော့မကောင်းတာယူသွားတော့မင်းမကောင်းတာလုပ်တော့မကောင်းတဲ့နေရာသွားကျွန်တော်လည်းလက်ခံထားပါတယ်လူတိုင်းလက်ခံထားပါတယ်အဲ့လိုဆိုရင်တော့ကျွန်တော်ဘယ်ကိုသွားရမှာလဲဒီမှာရှိတဲ့လူတွေဘယ်ကိုသွားရမှာလဲဘာသာတရားကတော့လုံးဝကျွန်တော်တို့ကိုမညာတာပါဘူးဒါလို့ရင်ဒါရမယ်ဒါမလို့ရင်ဒါမရဘူးလို့ပြောတယ်ကျင့်စရာရှိတဲ့10ခုမှာ9ခုကျင့်ပြီးသွားပြီနောက်ဆုံးတစ်ခုလေးပဲမလုပ်နိုင်တာဘာလို့ဘာသာတရားကိုသွားပြီးပြောလို့မရဘူးမိတ်ဆွေနောက်ဆုံးတစ်ခုမလုပ်နိုင်ဘူးဆိုလဲဘာသာတရားကမိတ်ဆွေစံမွေးအချပေးတာဖြစ်တယ်လူတရားကိုအရင်မုန်းပြီးတော့ဒီလိုမှတက်ချင်လိုက်တာလို့ပြောလိုက်တာနဲ့ဘာသာတရားကဘယ်လိုတတ်မှတ်လဲဆိုတော့အဲ့ဒီလူကိုကျွန်တော်တို့တတ်ပြီးသွားပြီလို့တတ်မှတ်ပါတယ်မုန်းပဲမုန်းတာအရင်မုန်းပြီးတော့ဒီကောင်မှတက်ချင်တယ်ကောလို့ပြောလိုက်တာဘာသာတရားပေကံရသူ့ကိုတတ်ပြီးသားဖြစ်နေပြီမိတ်ဆွေလိမ့်လေချင်းဆိုတဲ့အရာတစ်ခုတည်းနဲ့ပဲကျွန်တော်တို့မလုပ်ရောက်နိုင်ဘူးမိတ်ဆွေရဲ့ပြီးပါကိုဘယ်နဲ့ချိန်လေးခဲ့ဘူးတဲ့မိတ်ဆွေရဲ့သားသမီးတွေဘယ်နှခါလေးခဲ့ဘူးတဲ့မိတ်ဆွေတကယ်ချင်းတွေကိုလွယ်လွယ်ကူကူဘယ်နှခါလေးခဲ့တယ်တစ်နှစ်မှာဘယ်နှခါလေးခဲ့တယ်ပေါင်းခဲ့ရင်ဒီနေ့ထိပေါင်းခဲ့ရင်တခြားအဖြစ်မပြောနဲ့လိမ့်တာကြီးပဲတော့မှမိတ်ဆွေမှာကောင်းတာသွားဝင်တော့လုံလောက်တဲ့လိမ့်လေချင်းတွေအများကြီးရှိနေပြီဒါကြောင့်ကျွန်တော်ဒီမှာရှိတဲ့လူတွေကနေတိုက်တွန်းချင်တယ်မိတ်ဆွေဘာသာတရားရဲ့ပေကံရမလို့မြောက်နိုင်ဘူးဆိုယေရှုကတော့မာဒီအသက်လမ်းကြီးတမန်တရားဖြစ်တယ်ငါ့ကိုအမိပြုပါလို့သူကပြောထားတယ်ဒီနေ့ယေရှုကိုမိတ်ဆွေရဲ့ခေတ္တရှင်ဖြစ်လက်ခံခြင်းနဲ့ဆိုရင်မိတ်ဆွေဒီဘာလူမျိုးဘလို့စင်တန်ဘယ်ကနေလာလဲဘာဆိုတာယေရှုကမမေးဘူးစနေပါလုံးပြတဲ့မျိုးသမီးကိုနေငါ့ကိုတို့ရအောင်နေငါဘယ်မိသားစုကလာတာလဲလို့မမေးပဲနဲ့သင်ရဲ့ယုံကြည်ခြင်းကသင်ရဲ့အနာရောဂါပျောက်စေပြီးပြောခဲ့တာယေရှုဖျားဖြစ်ပါတယ်ဟာလေလုယာမိတ်ဆွေဘာလို့လဲဘယ်သူပြောလဲဘာဘယ်မှာနေတယ်ဆိုတာအရင်မေးပဲနဲ့မိတ်ဆွေယုံကြည်ခြင်းနဲ့လာသလားမလာလားသူကမေးတာဖြစ်တယ်အရင်ဆုံးအားလုံးနဲ့စပယ်တဲ့ချိန်မှာတို့ယေရှုဖျားကိုကယ်တင်ရှင်အဖြစ်လက်ခံခြင်းနဲ့ခေါ်ဖိတ်ခြင်းနဲ့ဆိုရင်ရိုးရိုးလေးပဲလုပ်ဖို့ပါပဲနှလုံးသားထဲကနေယုံကြည်ပြီးတော့ကျွန်တော်ခေါ်ဖိတ်တယ်ဆိုရင်တို့ယေရှုကမိတ်ဆွေရဲ့အသက်တာမှာဝင်ရောက်လာပြီးတော့မိတ်ဆွေဒီကယ်တင်ခြင်းရပြီးတော့လွတ်မြောက်တော့သူယခုဘဝမှာမကပဲနောက်ဘဝတမလွန်ဘဝရောက်တဲ့အထိကျွန်တော်အစစ်မှန်ကဒီမြင်ရတဲ့ခန္ဓာကိုယ်ပုတ်ပါဒီမှာရှိတဲ့လောဘကဗျာလို့ပြောလိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်သူ့ရဲ့ဥပါသူ့ရဲ့ခြေထောက်ပဲဖြစ်ပါတယ်သူအစစ်မှန်ဒီသူ့ထဲမှာရှိတဲ့ဝိညာဉ်ဖြစ်တယ်ကျွန်တော်အစစ်မှန်ဒီကျွန်တော်ထဲမှာရှိတဲ့ဘယ်တော့မှမသိနိုင်တဲ့ဝိညာဉ်ဖြစ်တယ်အဲ့ဒီဝိညာဉ်ခန္ဓာကိုယ်ရဲ့ထွက်သွားတဲ့အခါမှာလူတွေကသိတယ်လို့သတ်မှတ်တယ်ဒါပေမဲ့တကယ်တော့ဘဝမဆုံးသွားပဲတဲ့အဲ့ဒီကြောင့်ကျွန်တော်ဝိညာဉ်ကနောက်တမန်ပြည်ကိုစသွားတာဖြစ်ပါတယ်ဘယ်တော့မှမသိနိုင်တဲ့ဝိညာဉ်မိတ်ဆွေထဲမှာရှိတယ်ဒါကြောင့်အဲ့ဒီဝိညာဉ်တစ်ချိန်မှာဘယ်သွားမလဲလူတွေသားမချက်ရသေးတယ်တနည်းအားဖြင့်ခန္ဓာထဲကနေဝိညာဉ်ထွက်သွားတဲ့အချိန်မှာခန္ဓာနဲ့ဝိညာဉ်ကွာသွားတဲ့အချိန်မှာမိတ်ဆွေရဲ့ဝိညာဉ်ဘယ်ကိုသွားမလဲဆိုတာဒီနေ့တစ်ခါမှမစဉ်းစားဘူးသေးဘူးဆိုရင်စဉ်းစားဖို့အကောင်းဆုံးချိန်ကယခုချိန်ဖြစ်ပါတယ်မိတ်ဆွေနဲ့ဆက်မှန်းတဲ့အဖြစ်မရှိသေးဘူးဆိုရင်တော့ယေရှုကငါတတိယတာတယ်ငါကလမ်းဖြစ်တယ်ငါကအသက်ဖြစ်တယ်ငါကတမန်တရားဖြစ်တယ်ငါကိုယုံကြည်ပါဖိတ်ခေါ်ပါလို့သူကပြောနေပါတယ်ဒါကြောင့်အားလုံးနဲ့စိတ်ပေးတဲ့အချိန်မှာအနာမရှိတဲ့သူမကြည့်ပါနဲ့မိတ်ဆွေကလည်းအနာကသူမကြည့်အနာကသူလည်းမိတ်ဆွေကိုကြည့်နေမှာမဟုတ်ပါဘူးဒီနေ့ဆုံးဖြတ်ပါတလုံးသားထဲမှာကယ်တင်ရှင်ဖြစ်ယေရှုကိုလက်ခံခြင်းနဲ့ဆိုရင်ရှိတဲ့နေရာမှာခဏလေးညာဘက်လည်းကိုမြောက်ထားစေခြင်းနဲ့ယေရှုပြောကိုကယ်တင်ရှင်ဖြစ်မိမိအသက်ကယ်တင်ရှင်ဖြစ်ခေါ်ဖိတ်ခြင်းနဲ့ဆိုရင်ရှိတဲ့နေရာမှာခဏလေးအားလုံးရဲ့စိတ်ထားမှာအနာကသူမကြည့်ပါနဲ့မိတ်ဆွေကလည်းမကြည့်မိတ်ဆွေကိုလည်းကြည့်မှာမဟုတ်ဘူးယေရှုတင်လေတော့များစွာသောသူတွေရှိတဲ့အတွက်ကျေးဇူးတင်ယေရှုကိုယုံကြည်ပြီးတော့နှလုံးသားနဲ့ယုံကြည်ပြီးတော့နှုတ်နဲ့ဝန်ခံတယ်ဆိုရင်ကယ်တင်ခြင်းကိုရောက်တယ်လို့ပြောထားပါတယ်ဒီနေ့ယေရှုရဲ့ကယ်တင်ခြင်းကိုလက်ခံတဲ့သူတိုင်းဒီမှာလက်မြောက်ထားတဲ့သူတွေနဲ့ဒီမှာရှိတဲ့သူအားလုံးကျွန်တော်တို့ကလိုက်ဆိုစေချင်ပါတယ်ယေရှုဘုရားကျွန်တော်ဒီအပြစ်သားဖြစ်ပါ၏မကောင်းနိုင်သောသူဖြစ်ပါ၏မချစ်နိုင်သောသူဖြစ်ပါ၏သို့သောကျွန်တော်မလုပ်နိုင်သောအပြစ်ချွေးအားလုံးကိုယေရှုသည်ကားနိုင်ပေါ်မှာအသက်ဆုံးပြီးကျွန်တော်တို့အသေးခံကြောင်းယနေ့ယုံကြည်ပါ၏ယနေ့မှစ၍ကျွန်တော်ဒီအသက်ခင်ကယ်တင်ရှင်ဖြစ်ကျွန်တော်ဒီနှလုံးသားထဲမှာနေရာယူတော်မူပါယေရှုသည်ကယ်တင်ရှင်ဖြစ်ကြောင်းနှလုံးသားဖြင့်ယုံကြည်ပြီးနှုတ်
စုတင်လဲဝန်ခံပြီးတော့လိုက်ဆိုသွားတဲ့သူရောက်စီတိုင်းမိတ်ဆွေရဲ့တက်တာမှာဒီနေ့ကစပြီးတော့လူရဲ့မပေးနိုင်တဲ့ညီသက်ဝမ်းမြောက်ခြင်းနဲ့အသက်တကယ်အစစ်မှန်သောအသက်ကိုရရှိမှာဖြစ်တယ်ဆိုတော့ကိုယုံကြည်ခြင်းနဲ့ကျွန်တော်အာမခံခြင်းပါတယ်အာမင်လက်ပြန်ချရအောင်ကျေးဇူးတင်တယ်အခုချိန်မှာဆက်လက်ပြီးတော့ဆက်လက်ပတ်လို့တွေ့တဲ့လူသမီးကဲတော့မိတ်ဆွေရဲ့တက်လုံးနာကျင်ခဲ့တဲ့အဖြစ်ဖြစ်မိတ်ဆွေဘောမှာဒီအရာအဖြစ်မိတ်ဆွေဘဝပြည့်လောက်အောင်တော့မိတ်ဆွေနာကြည့်အောင်ခံစားခဲ့ရတဲ့အရာလူတယောက်ကြောင့်မိတ်ဆွေခံစားခဲ့ရတဲ့အရာတော့အဖြစ်ပြည့်တစ်ခုကြောင့်ခံစားခဲ့ရတဲ့အရာတော့မိတ်ဆွေမအောင်မြင်ခဲ့တဲ့အရာမိတ်ဆွေဆုံးရှုံးခဲ့တဲ့အရာကြာရှုံးခဲ့တဲ့အရာအခုကြောင့်မိတ်ဆွေဘဝမှာအနာဖြစ်တယ်ဆိုရင်ယေရှုဘုရားကမိတ်ဆွေကိုအသက်ပြန်ပြောနေတယ်အဲ့ဒီနာကတေနာမဟုတ်ပါဘူးငါဘုရားထင်ရှားဖို့အတွက်အနာဖြစ်တယ်လို့မိတ်ဆွေကိုပြောနေပါတယ်ထိုကဲ့သို့ယေရှုကိုယဝင်တော်ကိုတိုးတဲ့အနေနဲ့တိုးတယ်လို့မျိုးကိုလိုဘုရားဆိုပြန်လဲစက္ကန့်ချင်တယ်ဆိုရင်အခုချိန်မှာအမြန်ဆုံးလေးရှိကိုထွက်လာပြီးတော့ကျွန်တော်တို့စက္ကန့်ချင်တယ်အမြန်ဆုံးရှိတဲ့နေရာထွက်လာရအောင်မိတ်ဆွေလုံနေကြပုံစံဖြစ်ချင်ဖြစ်ချင်လို့တော့ထိုအရာကမိတ်ဆွေယေရှုရဲ့အဝတ်တော်ကိုတိုးခြင်းဖြစ်တယ်ဆိုတာဖြစ်တဲ့အတွက်မိတ်ဆွေဘဝမှာယေရှုကိုတိုးခြင်းနဲ့ဆိုရင်မိတ်ဆွေဘဝမှာနာယောဂတစ်ခုခုအတွက်အခက်အခဲတစ်ခုခုအတွက်မိတ်ဆွေပြဿနာတစ်ခုခုအတွက်မိတ်ဆွေရဲ့ဘုံတော့လာမယ့်နောက်တစ်ချက်တစ်ခုလုံးအတွက်ယေရှုဘုရားကိုတိုးခြင်းနဲ့ဆိုရင်ရှိတဲ့နေရာကနေအမြန်ဆုံးရှိကိုထွက်လာခြင်းအမြန်ဆုံးထွက်လာခြင်းရှိတဲ့နေရာကနေထွက်လာပါရှိတဲ့နေရာထွက်လာပါမိတ်ဆွေဘေးကနေထွက်လာရေးမကြည့်ဘူးငါယေရှုရဲ့အဝတ်တော်ကိုတိုးမယ်လို့ဆုံးဖြတ်ပြီးတော့ရှိကိုထွက်လာတယ်ဆိုရင်မိတ်ဆွေဘောကဒီသားကိုတွေ့ရအောင်ဖြစ်တယ်ယုံကြည်တဲ့ထွက်လာပါမိတ်ဆွေအဲ့ဒီထွက်လာလို့ရှက်စရာကိုမရှိဘူးကျွန်တော်တို့ဘဝမှာအနာမရှိတဲ့ပြပြောင်းမှမရှိဘူးကျွန်တော်မှာလည်းနာရှိတယ်မိတ်ဆွေမှာလည်းနာရှိတယ်အဓိကယေရှုစီကိုသွားတဲ့လူကသွားတဲ့လူပဲပေါ်တော့တာဖြစ်တယ်ယေရှုစီကိုသွားတဲ့လူကတော့လုံးဝပြောင်းကင်းတော့ပြန်သွားမှာဖြစ်တယ်မိတ်ဆွေဘဝနာကျင်သွားတဲ့ရေးရေးချခဲ့တဲ့ချိန်တွေမိတ်ဆွေဘဝမှာဟိုလုံးဝပြီးတဲ့ဖြစ်ဖြစ်တွေမိတ်ဆွေဘဝမှာဟိုလေးချခံကြီးမိတ်ဆွေဘဝပြောလေးတဲ့ဆုံးရှုံးခံကြီးဖြစ်တဲ့အနာတွေအတွက်ယေရှုဘုရားကိုတို့ရဆက်တဲ့ဘက်လုံးတွေ့တဲ့လူကြီးကတော့တရားထဲမှာလဲနေတယ်ဆိုတော့ငါတို့ကထူမှာမဟုတ်တော့ဒီနေ့ယေရှုကိုငါတို့မယ်လို့ဆုံးဖြတ်ပြီးတော့ယေရှုရှိတဲ့နေရာကိုထွက်လာတာဖြစ်တယ်မိတ်ဆွေရှိတဲ့နေရာကလည်းဒီနေရာအရှိကိုတော့ထွက်လာဖို့ခက်ခဲနေဦးမယ်ဆိုရင်ဆက်တဲ့ဘက်လုံးတွေ့တဲ့မျိုးသမီးအဖြစ်ပြကိုစဉ်းစားကြည့်ပါရှက်စရာလည်းကောင်းတယ်တိသွားရင်ရဲတဲ့ဖြစ်ပြီးတော့တတ်ခံရအောင်ပဲဟိုလူတွေကြားထဲမှာတိုးရအောင်ပဲဒါပေမဲ့သူကယုံကြည်ခြင်းနဲ့ငါဒီတိုင်းနေတဲ့သိမှာပဲမထူတော့ယေရှုကိုငါတို့မယ်ဆုံးဖြတ်ပြီးတော့သူအရှိကိုထွက်လာတာဖြစ်တယ်မိတ်ဆွေဒီနေ့အရှိကိုထွက်လာတာမမှားဘူးဆိုတော့ကျွန်တော်အာမခံခြင်းတယ်ဘာလို့လဲကျွန်တော်စီကိုထွက်လာတာမဟုတ်ဘူးဒီကလေးကိုထွက်လာဖို့ပဲယေရှုစီကိုလာတာဖြစ်တဲ့အတွက်မိတ်ဆွေရဲ့နာရောဂါအလုံးပြောက်ပါဆိုတာယုံကြည်ပါတယ်မိတ်ဆွေရဲ့ဘဝအနာတွေအလုံးပြောက်ပြီးတဲ့ဖြစ်ကြောင်းယုံကြည်ပါတယ်ဟာလေလုယာယေရှုကြောင့်အသက်ရှင်ယေရှုကြောင့်မိတ်ဆွေရဲ့နာတွေမိတ်ဆွေရဲ့မျက်ရည်မိတ်ဆွေရဲ့ဝမ်းနဲ့ခြင်းအလုံးယေရှုပြောက်ကိုပြောလိုက်ပါယေရှုကိုပြောလိုက်ပါယေရှုဖခင်ကြီးကိုတောင်းပြီးပြောလိုက်ပါယေရှုကြောင့်sorry ပါနောက်တစ်ခါကျရင်အရင်ကြတော့သူဖြစ်နိုင်ဖို့အားလုံးကိုဖြာရှင်ကောင်းချီးပေးပါစေ။ဒီနေ့တင်တော့ကိုဖြာရှင်တာရွေးကောင်းချီးပေးဖို့ဒီညာစေလွတ်တာဖြစ်တယ်။ဆန်ဆောင်ပြီးလာတော့လည်းမဲမဟုတ်ဘူး။ဖယားကသူပါရှိတဲ့အတွက်တင်းကိုဖယားကဒီညာထိပို့ဆောင်ပေးတဲ့အတွက်ထိုဖြာရှင်ကတော့တာရွေးကိုချီးပါစေ။ဆန်ဆောင်ပြီးတဲ့တော့သူပါလာတဲ့သူတွေအားလုံးကျေးဇူးပြုပြီးတော့မတ်တရားပေးဖို့အားလုံးလက်ခုပ်တီးပြီးတော့သူတို့ကိုHallelujah. ကျေးဇူးများတင်ပါတယ်တက်ထိုင်လို့ရပါပြီ
honorary pastor ကအချိန်ယူမှာဖြစ်တယ်ယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ဆရာခွေလမ်းထားဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ခုန message ပေးတဲ့အတိုင်းပဲဆက်လက်တော့ကျွန်တော် message ချင်ပါတယ်လို့ဒီလိုကျွန်တော်မြန်မာလူဘွဲ့ပြုတ်ကိုယ်ချင်းစီဥဆောင်ပေးတဲ့ဆရာမတော်ဆရာမစံတော်မှာဖြစ်ပါတယ်သူနဲ့အတူပါလာတဲ့ကျွန်တော်တို့ရဲ့ committee ဝင်များရှိတဲ့နေရာမှာတက်ပေးပါလို့ committee ဝင်များရှိတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ဆက်ဆောင်ပြပြောပါတယ်တိတိတာထူးထူးခြားခြားခံစားဖို့ရနည်းနည်းလေးပဲတွေ့ကြည့်ပါနည်းနည်းလေးပဲတွေ့ကြည့်ပါနည်းနည်းလေးကျွန်တော်တွေ့ကြည့်ဖို့ရအတွက်အဝေးကြီးနေလာတယ်ရှိလို့မြင်နေလာတဲ့ဒီလိုရှိပါတယ်ကျွန်တော်တို့ပြင်အဝေးကြီးပြန်ရမယ်မြောင်းတကာကလာတဲ့ညီကိုများမတည့်ရပြပါရိုက်ကြည့်တယ်လေရိုက်ကောင်းကြည့်ပါဒီဝေးကြီးနဲ့ပြန်ရမှာကောင်းကြည့်ပြီးတော့ဒီလာရခုနကပြန်ကောင်းကြည့်ပါစီဟုတ်ပါပြီဒီအဖွဲကကျွန်တော်တို့ဒုတိယဖွဲ့ကတော့ကျွန်တော်ဒုတိယဝေးဆိုတော့ကျွန်တော်တင်တယ်ကလားကြီးဆိုဖွဲ့ပြပါလိမ့်မယ်လို့ပြောနေပါတယ်အားလုံးရှိတဲ့နေနေမှတက်ပြပါကလားကြီးကျွန်တော်တီးရတော့ရောက်90လောက်ပါပါတယ်ကျွန်တော်တီးရပါတယ်လို့ကျွန်တော်တို့ဒီအသင်းတော်ရဲ့ကျွန်တော်တို့အသင်းခွဲကျွန်တော်တို့အသင်းတော်လေးနဲ့ရက်တည်လာတယ်အသင်းတော်ဖြစ်ပါတယ်လို့ပါစတာဆွန်ပီနဲ့တို့ရောက်ရှိလာပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဘယ်ပွဲလဲဆိုတော့ရှမ်းချောင်းပွဲမတက်ပြပါဘူးလို့ဟုတ်ကဲ့ကျွန်တော်လိုက်ပါရပြီးတိုင်းနေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ညနေကောင်းကြည့်ပါစေနောက်တစ်ပွဲကကျွန်တော်ဘယ်နေလာကြလဲဆိုတော့မော်ဘီ only လူငယ်ကြီးဟာကလေးကြီးဟာကြောက်ရှာတဲ့ပွဲကြီးမတက်ပြပါမော်ဘီအဲ့ဒီလိုပဲဟုတ်ပြီကျေးဇူးတင်ပါတယ်လို့now ကျွန်တော်တို့အဝေးရဲ့ဘောပဲနေနေနာကျွန်တော်တို့ဒီ power journey ဒီဘုရားကျောင်းကိုရောက်လာဘူးပဲနဲ့ဒီတစ်ခါပထမဆုံးဒီရောက်လာတဲ့အဖွဲ့ကြီးမတက်ပြပါဘူးလို့ရှိလားဒီလာတယ်ကျွန်တော်တို့ကျေးဇူးရောက်ကြပါလေရှိပါတယ်ကျေးဇူးတင်ပါတယ်ကြောက်ရှိပါကြတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီအသင်းတော်ကတနင်္ဂနွေနေ့တိုင်းညနေပိုင်း4နာရီကနေ5နာရီခွဲထိမြန်မာဘာသာနဲ့ဘုရားရှိခိုးတာကျွန်တော်ရှင်းပြမြဲတာကျွန်တော်ပြုလုပ်ပါတယ်ဒီနေရာမှာကျွန်တော်တို့တူဘုရားရဲ့ကောင်းမြတ်ခြင်းကိုလာရောက်ပြီးတော့မြင်းစံခံစားဖို့ရန်အတွက်အဝေးကနေလာတဲ့တကယ်ချင်းများအနည်းငယ်လာတဲ့တကယ်ချင်းအားလုံးကျွန်တော်ဖိတ်ခေါ်လိုပါတယ်လို့ထားပါမယ်ကျေးဇူးတင်ပါတယ်ဟာလေလုယာဘုရားမှာကျွန်တော်တို့ကျမ်းစာရတဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးတော့ကျေးဇူးတုံ့ပြန်ဖို့အချိန်ဖြစ်ပါတယ်တခိုးမထွန်းဖောက်တန်ကြီးမိုးရွမဖြစ်စေရတဲ့ကောင်းကင်ဘန္တာကိုကျွန်တော်တို့ပြန်လည်ပြီးတော့စီဖို့ရမယ့်အချိန်ဖြစ်ပါတယ်လူတော်ငွေကိုကောက်ခံမဲ့သူများရှိကိုလာပြီးတော့လူငွေကောက်ပါမယ်ကျွန်တော်တို့လူငွေကောက်ရင်းနဲ့နောက်ဆုံးဝေကိုကိုယ်ချင်းစီစဉ်ကိုကျွန်တော်တို့ worship team ကပဲဥဆောင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ပြီးတဲ့အခါမှာဆရာဖွေလမ်းရဲ့ကောင်းကြီးကိုကျွန်တော်တို့ခံယူကြရအောင်ကိုပဲ worship team တက်လာပြီးတော့ကျွန်တော်တို့ဝေကိုယ်ချင်းကိုစကြပါမယ်
တို့တဲ့တာနိုင်ကိုရောရှင်ချပြီးတော့ကောင်းကြီးမင်္ဂလာမြတ်အတွက်ဂုဏ်တော်ကိုချီးမွမ်းပါ၏ကိုရောရှင်ဟန်တော်ပါတော့ယူဆောင်လာတော့ဤလူပါတာကိုကိုရောရှင်ကောင်းချီးပေးသနာတော်မူပါတယောက်စီအတွက်ကိုရောရှင်ပြက်ကောင်းကြီးအတွက်ချင်းဖြစ်တယ်လို့နိုင်ငံတော်ကျပြန့်ဖို့ရတဲ့ကိုရောရှင်စတဲ့တော့သုံးပြတော်မူပါယနေ့ပေါင်းဝင်ကြတော့ရောက်တဲ့ရဲ့သက်တာမှာကိုရောရှင်ဘုန်းတော်ချင်းဇာစီကဆက်လက်ပြီးအသုံးပြုပါမယ့်အကြောင်းယေရှုခရစ်တော်ဘုရားမြတ်တော်နာမှာနဲ့သူတို့ကဆုတောင်းစိတ်ကကြပါဖာမြတ်စွာဘုရားအာမင်သုံးပါဆုကြည်တော်မူသောခမင်းတော်ပါတော်ကရှင်တော်ဝိညာဉ်တော်ထံတော်ပါမှတခင်ယေရှုခရစ်တော်ဘုရား၏ကျေးဇူးတော်အဖခမင်းတော်၏မိသားတော်နှင့်ဝိညာဉ်တော်ဖြင့်လာပြခြင်းသူကပါရှင်ဆုကျေးဇူးမင်္ဂလာပေါင်းသည်ယနေ့ကိုရောရှင်ရဲ့နှုတ်ပတ်ဓမ္မဒေသနာတော်ခံယူလျက်ကိုရောရှင်ဘုရား၏ကျေးဇူးတော်ကိုတုံ့ပြန်ကြသောတာသမီအားလုံးပေါ်တဲ့တရားရဲ့ကာလရှင်ရဲ့တည်ရှိတည်ပါစေတော်အာမင်ဒီမိုက်မှလို့တော့ကျွန်တော်ကြောင်းရတယ်